စင်ကာပူနိုင်ငံဟာတကမ္ဘာလုံးမှာအတန်ရှင်းဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်လူသိများပါတယ်။ဒါပေမဲ့နေ့စဉ်ထွက်ရှိနေတဲ့အမိုက်တန်ကြီး2000ကျော်ဟာဘယ်ကိုရောက်သွားသလဲဆိုတာစိတ်ဝင်စားဖို့ကောင်းလာပါတယ်။တခြားနိုင်ငံတွေမှာအမိုက်ပုံကြီးတွေဟာဒီနေ့ထက်ဒီနေ့ကြီးမားလာပေမဲ့စင်ကာပူကတော့အမိုက်ပမာဏရဲ့90%ကိုရှော့ချပြစ်နိုင်တဲ့ဒီစနစ်ကိုကျွမ်းကျင်စွာအသုံးပြုနေပါတယ်။နေ့စဉ်နေ့တိုင်းအမိုက်ကားပေါင်း3000ကျော်ဟာမြို့ထဲကအမိုက်တွေကိုအထူးစုဆောင်ရေးစခန်းတွေသည်တည်ဆောင်သွားကြပါတယ်။အဲဒီကနေတစ်ဆင့်24နာရီပတ်လုံးလဲပတ်နေတဲ့အမိုက်မီးရှို့စက်ရုံတွေစီကိုပို့ဆောင်လိုက်ပါတယ်။အဲဒီစက်ရုံတွေထဲမှာအမိုက်အားလုံးကိုမီးရှို့ဖျက်ဆီးပစ်တာဖြစ်ပါတယ်။ဒီလိုမီးရှို့ရာကနေထွက်ရှိလာတဲ့အပူဓာတ်ကိုပြန်လည်ရယူပြီးလျှက်စစ်စွမ်းအင်အဖြစ်ပြောင်းလဲလိုက်ပါတယ်။ဒီလျှက်စစ်ဓာတ်အားဟာမြို့ကွက်တစ်တွေကိုပါအလင်းရောင်တဲ့စွမ်းအင်တွေကိုပေးစွမ်းနိုင်တာဖြစ်ပါတယ်။ဒီလောက်အထိအမိုက်တွေမီးရှို့နေရင်မီးခိုးတွေကကောင်းကင်ကိုဖုံးလွှမ်းမနေဘူးလားလို့တင်တွေးမိနိုင်ပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့အဲ့ဒီလိုမဟုတ်ပါဘူး။မီးခိုးတွေကိုလေထဲမလွတ်တင်ခင်မှာအစစ်စစ်သောစစ်ထုတ်ကိရိယာတွေနဲ့အသေးချာတန့်စင်ပါတယ်။ဒီလိုတန့်စင်လိုက်တဲ့အတွက်အပြင်ကိုထွက်လာတဲ့လေဟာအလုံးကိုတန့်ရှင်းသွားတာဖြစ်ပါတယ်။အမိုက်တွေမီးရှို့ပြီးတဲ့နောက်မှာတော့မီးခိုးရောင်ပြာမှုတ်လေးတွေပဲကျန်ရှိပါတော့တယ်။ဒီပြာတွေကိုတော့တေချာစုဆောင်းပြီးစင်ကာပူရဲ့တခုတည်းသောအမိုက်မြေဖို့ကျွန်းဖြစ်တဲ့စီမာကောင်ကျွန်းတီစီကိုသင်းမောနဲ့တည်ဆောင်သွားတာဖြစ်ပါတယ်။အနာဂတ်မှာတော့ဒီပြာတွေကိုလမ်းခင်းကြောက်ပြားတွေနဲ့ပြုတ်လောက်တာမျိုးစောက်လုပ်ရေးလုပ်ငန်းတွေမှာပြန်လည်အသုံးပြုဖို့အတွက်စီမံကိန်းတွေချမှတ်ထားပါတယ်။